နောက်တစ်နေ့မနက်မှာပဲကိုထက်ဦးဆောင်တဲ့အထူးတပ်ဖွဲ့ငယ်တစ်ခုဟာရန်သူရဲ့နောက်ဘက်ကိုထိုးဖောက်ဝင်ရောက်ခဲ့တဲ့တောနက်တွေကြားတောင်ကြားတွေထဲမှာသူတို့ဟာနေရောညပါခီးနှင်ကြတယ်ငတ်မှုပင်ပန်းနွမ်းနယ်မှုတွေကသူတို့ခန္ဓာကိုယ်ကိုနှိပ်စက်နေပေမဲ့သူတို့စိတ်ဓာတ်ကိုမချိုးနှိမ်နိုင်ခဲ့ဘူး၃ရက်မြောက်နေ့မှာတော့သူတို့ဟာရန်သူရဲ့အဓိကထောက်ပံ့ရေးလမ်းကြောင်းကိုရောက်ရှိခဲ့တဲ့ကားတွေလက်နက်ခဲယမ်းတွေအပြည့်နဲ့ကုန်တင်ကားတွေကတန်းစီနေတဲ့ကိုထက်ကသူ့လူတွေကိုတိတ်တဆိတ်စောင့်ခိုင်းထားပြီးရန်သူရဲ့လုံခြုံရေးကိုစောင့်ကြည့်တယ်တက်မှုအခုပဲတိုက်ခိုက်ကြမလားကိုထက်ကခေါင်းခါပြတယ်မဟုတ်သေးဘူးသူတို့ရဲ့အင်အားကိုကြည့်ကွာငါတို့အခုလူနေတယ်တေချာအစီအစူဆွဲပြီးမှတိုက်ရမယ်သူတို့ဟာရန်သူရဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုမိရှုဖျက်ဆီးဖို့စီစဉ်လိုက်တယ်ဒါပေမဲ့တိုက်ရိုက်ဝင်တိုက်တာမျိုးမဟုတ်ပဲလမ်းတစ်လျှောက်လုံးဘုံမိုင်းတွေထောင်ပြီးဝေးကွာတဲ့နေရာကနေပစ်ခတ်မှုတွေပြုလုပ်ပြီးရန်သူကိုဒုက္ခပေးဖို့ပဲရည်ရွယ်ချက်ကတော့ထောက်ပံ့ရေးလမ်းကြောင်းကိုလုံခြုံအောင်လုပ်ဖို့ရန်သူရဲ့အင်အားကိုပြန်ဆွဲခေါ်ဖို့ပဲ